မျက်စိခွဲဖို့လာရောက်ပြီးဆက်သွယ်ထားတဲ့လူတွေကိုကျွန်တော်တို့စီးရင်တွေလက်ခံထားပါတယ်ခွန်လင်းလုံးတုံညာ2216ဘိုက်ပါကိုအသက်ကယ်နေရလိမ့်စာရဲ့ပေးထားပါကျွန်တော်တို့ပြန်ဆက်သွယ်လို့ရပြီးတော့ဆရာဝန်တွေနဲ့ချိန်ပြီးတဲ့ချိန်နဲ့ကိုပြန်ဆက်သွယ်လို့ရအောင်ကျွန်တော်တို့ဖုန်းနံပါတ်ကနေရလိမ့်စာရဲ့အသက်ကယ်အရေးကြီးဆုံးဒါလေးတွေဆက်သွယ်ပေးထားပါအောင်နော်ကဲဒီနေ့ကတော့ကိုကြီးကိုထွန်းဝင်းနေလာမိသားစုတို့လူတန်းနဲ့နော်တစ်လကို33ရက်လူတန်းပါတယ်လူတန်းနဲ့နော်ကျွန်တော်တို့နဲ့အတူ၄နှစ်တာကာလကိုဖြတ်တန်းလာပြီဖြစ်တယ်ကိုကြီးကိုထွန်းဝင်းနေလာမိသားစုရဲ့30နဲ့လူတန်းနဲ့တန်ခါ1000နည်းနည်းလေးပဲရော့တယ်နော်ကျွန်တော်တို့ဒီနေ့ကြက်သားအချိန်90နော်ကြက်သားကိုဒီဘက်မှာကျွန်တော်တို့ကြက်6ဆက်ပါကြက်သားကိုကြော်လိုက်တယ်ပြီးရင်ခွဲချမ်းလေးနဲ့တူကျွန်တော်တို့ကပြန်ပြီးတော့ခရူးစီလေးနဲ့ပြန်ပြီးအရသာရှိတဲ့ချိုချိုလေးနဲ့စားလို့ကောင်းတဲ့ငရှင်း6ဆက်ပုံစံမျိုးလေးမသိငရှင်း6ဆက်လေးလိုပဲเนาะအဲ့လိုဟင်းလေးကိုချက်မှာပါဒီဟင်းလေးကတော့စူပါပဲဟင်းပါစူပါပဲဟင်းလို့ပြောတာကအဲ့ဒီကြက်သားတွေကိုပြုတ်ပဲငတ်ပြရည်နဲ့ပြုတ်ရှိလာတဲ့အယိုးတွေရဲ့အယိုးနုတွေရောနောက်တောင်မှန်တွေရောအကုန်လုံးထက်မနေ့ကငချောက်ဖောက်တယ်မလားငချောက်ဖို့တော့ငချောက်ဘေးရိုးတွေရှိတယ်ဘေးရိုးတွေထက်အိုးငချောက်နဲ့ကောကြက်သားတွေနဲ့ကောငချောက်ရိုးတွေနဲ့ကောစူပါအလွန်မတန်ကောင်းတဲ့တီးစုံပဲဟင်းပါဒါကဲပဲဟင်းလေးစီတတ်ဖို့လားခဏနေကဲကျွန်တော်ပြောဥပါတယ်ပြင်းတော်သိရင်စီတတ်တာဒီလိုတတ်တာတစ်ခုရှိတယ်အရင်တတ်တာတစ်ခုရှိတယ်နော်ကဲလားယူပြီးမို့စနေမုံလေးနဲ့ပေးနည်းနည်းစနေမုံနည်းနည်းကဲသမီးပဲမဆလာကဲယူပြီးမို့ကနည်းနည်းပါပဲနော်မဆလာပဲမဆလာနော်ဒီလိုအယောင်ကဒီလိုဂေါ်ဒနီမဆလာလို့ခေါ်တယ်ထဲတော့သားပင်းထဲတော့ရ50သားအော်အရန်ကောင်းပြီရပြီဗျာမိပိတ်လိုက်တော့ဟိုနောက်တစ်စုံလောက်ထပ်ထက်နော်ရပြီကဲဟိုဘက်လည်းပြန်ထည့်လိုက်တော့ရပါပြီခါတော့ကြက်သားမုံလေးတစ်ထုပ်ကဲအချိုပိုင်းကိုနော်ချုံမမသုံးပါဘူးကဲစားကိုကျွန်တော်တို့ပထမနည်းနည်းထည့်ထားပါတယ်နော်ထမင်းနဲ့စားရင်သူကလေးမှဖြစ်တဲ့အတွက်ထမင်းနဲ့စားရင်ကဲရပြီမှုရထားလိုက်တော့ကျွန်တော်မတော်ပါဘူးထည့်ထားတဲ့ကုန်ပစ္စည်းကောင်းရင်ကောင်းတာပဲဟင်းချက်တဲ့နေရာမှာပစ္စည်းကောင်းထည့်ကောင်းတာပဲဒါတော့မှစားနည်းနည်းပို့ခြင်းသေးတယ်စားလေးနည်းနည်းထည့်လိုက်အောင်ပဲဒါလေးပြီးနေတို့စားဦးနောက်ထပ်2ပိတ်တာလောက်1ပိတ်တာလောက်ထပ်ထည့်ရအောင်နော်ရပြီလူတန်းပေးတဲ့ကိုကြီးကိုထွန်းဝင်းကျွန်တော်တို့ရဲ့သာသနာမိခင်သာသနာဖခင်နေနဲ့တရှိနေပါတယ်နော်ကျေးဇူးရမ်းတင်ပါတယ်ကိုကြီးကျမ်းမာချမ်းသာပြီးတော့ဒီနေ့မကလူနိုင်တန်းနိုင်ပါသည်နော်နောက်ပြီးတော့ဒီသာသနာတော်ကိုစောက်ရှောက်တဲ့ကျေးဇူးကြောင့်ဖြစ်လျာဘဝတွေမှာသာသနာဖခင်တွေဖြစ်နိုင်ပါစေသာသနာပြုပုဂ္ဂိုလ်မင်းကောင်းမင်းမြတ်တွေဖြစ်ပါစေနော်ရောက်ရဖို့ဘဝမှာလည်းဘယ်တော့ခါမှနော်ခုလိုပေါ့တစ်လကို3ချိန်လှူဒန်းတယ်လှူနေနဲ့အကိုကြီးတွေလှူနေနဲ့ကလည်းအလွန်တမ်းမှလွတ်လွတ်စွန့်ကြဲလှူဒန်းတဲ့ကုသိုလ်တွေနဲ့တူဘဝကိုဆက်နေတာဖြစ်တဲ့အတွက်အလွန်တမ်းမှဂုံယူဝမ်းသာကြောင်းနဲ့နော်ပြုသမျှကုသလတွေကိုလည်းကျွန်တော်တို့ပြုသမျှကုသလတွေတော့အမြတ်တမ်းများပေးဝေပြီးအကိုကြီးရဲ့ကုသိုလ်လည်းအမြတ်တမ်းများပေးပါ သာဓုပါ
ကျွန်တော်တို့ဒီကုသိုလ်ချိုဝေနေရတဲ့အားလုံးကလည်းကုသိုလ်အမြယူပါကုသိုလ်အမြယူပါကုသိုလ်အမြယူတော်မူပါ